အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ခွန်ဘုံပါကျွန်တော်ဗီဒီယို channel ခင်ဗျာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာနာကြတာမိပိတ်အစီအစဉ်စားလိုက်အောင်ခင်ဗျာထိုင်းနိုင်ငံမှာခြီးတဲ့အဲ့ဒီမြို့နယ်ဆေးရုံတစ်ခုမှာခဲ့တဲ့၄-၅နှစ်အတွင်းမှာစွန့်ပစ်ခံလိုက်ရတယ်ခင်ဗျာဘာကြောင့်လို့စွန့်ပစ်ခံခဲ့ရတယ်လဲဆိုတာကအရင်တော့အဲ့ဒီဆေးရုံမှာဆိုရင်လူဦးရေအများများခဲ့တယ်ခင်ဗျာနောက်ဆုံးမှာတော့လူဦးရေတယောက်ပြီးတည်ဆုံးသွားပြီးတော့6လမ်းစရာတွေဖြစ်လာတယ်ဆေးရုံတဲတဲ့သူတွေကခဏကြုံတွေ့ရတယ်လို့ပြောကြတယ်ခင်ဗျအမှချီတဲ့တရေစူးစမ်းလေးလာတဲ့အဲ့ဒီတငယ်ချင်းတွေရောအဲ့ဒီဆေးကိုသွားပြီးတော့လေးလာဖြစ်ခဲ့တယ်ခင်ဗျသူတို့သွားလေးလာခဲ့တဲ့အချိန်မှာဘယ်လိုထိန်းလန်းစရာတွေဖြစ်မှာလဲဘယ်လိုမျိုးတွေကြုံတွေ့ရမှာလဲဘယ်လိုမျိုးတွေကြောက်စရာဖွယ်တွေဖြစ်နိုင်မှာလဲဆိုတာကကျွန်တော်ဒီဗီဒီယိုလေးနဲ့ကျွန်တော်နဲ့အတူတူကြည့်လိုက်ရအောင်ခင်ဗျตีข้างหลังมึงกับกูอ่ะเป็นฟีเมคเลนที่ทางขาอยู่ใครผ่านเฮ้ยตี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 เหี้ยนั่นไอ้ตีไอ้แต่ผมสองคนที่สองล่างเลยคนนะครับสวัสดีนะครับว่ามันต้องอยู่กับแม่มันแม่ตามไอ้ตีอย่าไปนะเหี้ยใครเรียกวะมึงเป็นไรมึงวิ่งดิไอ้ตีแม่เฮ้ยมันลบหมดเลยมีตัวเฮ้ยเสียงแม่งเสียงประตูตีเป็นไรนะยุงเรามึงกูก็จะช็อกเหมือนกันตีไปได้ยินไหมพ่ออย่านิ่งตีหันกลับมีไหมตีหันมาเฮียมึงเชื่อเรื่องวิญญาณที่เขาเฝ้าเตียงไหมอ้าวพี่ทำไมจะไม่เชื่อเรื่องนี้อ่ะเคยเห็นมากับตาเลยตีวิ่งเลยตีเสียงเหมือนเตียงโยกที่ไหนวะแม่งคนยิงกูยังไงไปเลยทำมาแบบนี้นะทำไมพี่ชาทั้งตัวพี่ได้ยินเสียงเรื่องไหมตีเสียงเรื่องอะไรเรื่องมาไม่ลองมานี่ลองไปไอ้เหี้ยหลังกูแล้วก็นอนไอ้เหี้ยဒီဗီဒီယိုကသူတို့ဖန်ဆင်းထားတာလားဒါမှမဟုတ်သူတို့လုပ်ယူထားတာလားဆိုတာ comment အောက်မှာရေးသွားဖို့မမေ့ကြပါနဲ့ခင်ဗျ